မင်္ဂလာပါရှင်ကျွန်တော်လှရှာဖျောက်ကနေပြန်တဲ့ကျေးဇူးပါတယ်ရှင်ကဲဒီနေ့ဝင်လာတဲ့အလုပ်လေးတွေလာပြီးပြပြမှာဖြစ်ပါရှင်เนาะအလုပ်နေရာကတော့လာလူကာဘက်မှာဖြစ်ပါရှင်เนาะအဲ့ဒါကြတော့ယောက်ျားလေး3ယောက်ခေါ်ပါတယ်ရှင်เนาะဘာတွေလောက်ရလဲဆိုတော့အဲ့ဒါကြတော့ဆိုင်ပုတ်ပေါ့နော်ဆိုင်ပုတ်တွေပါတယ်လောက်တက်လောက်ဖြစ်ပါတယ်ယောက်ျားလေး3ယောက်ခေါ်ပါတယ်သူတို့ကရီလူမျိုးပဲလို့ချင်တာကရီလူမျိုးပဲเนาะတထေး3ယောက်ခေါ်မှာဖြစ်ပါရှင်အဲ့ဘာလို့ဆိုတော့အမှကရှိတဲ့လူတွေကကရီတိတက်ပဲရှိတာပြည့်တဲ့အတွက်တထေးနောက်ထပ်ကရီ3ယောက်ထပ်ခေါ်မှာဖြစ်ပါတယ်တရက်ကို400ရှိတရက်ကို400ရတဲ့အရှင်တော့အခန်းပေးတယ်ကိုယ့်ဘက်ကိုယ်ဝယ်စား OT တွေအများကြီးရှိပါအများကြီးရှိတယ်ရစ်မိတ်ချေးတွေပိုင်းဘောနဲ့ပိုင်းညာတွေရှိပြီးရနော်အဲ့ဒါကြတော့လာလူကမယောက်ျားလေး3ယောက်ခေါ်မှာဖြစ်ပါတယ်နောက်တစ်နေ့ကကြတော့ထော်လော်ဘက်မှာနော်အဲ့ဒါကြတော့ထော်လော်ဘက်မှာတိုက်ခန်းတက်ရှိတယောက်ခေါ်ပါတယ်လာစာက12000ပေးတယ်နိုင်ကလေးရှိတယ်မနာဘူးဆိုအတက900ရမှာဖြစ်ပါရှင်เนาะအလုံးနေရာကတော့ထော်လော်ပဲမှာဖြစ်တယ်အဲ့ဒါကျတော့တက်ခတ်တက်ရှိဖြစ်ပါရှင်နောက်တစ်နေရာကတော့ဒီကျလာမှာပေါ့เนาะကျလာ80ကျလာ60နဲ့ခုနှစ်ဘက်မှာရှိအသွားပြလို့ဖြစ်တယ်လာစာက1000ခွဲနိုင်ကလေးရှိတယ်မနာဘူးဆိုအတက900ရမှာဖြစ်ပါရှင်လောဝေချိန်ကမနေ့8နိုင်ကနေညနေ6နိုင်ထိဖြစ်တယ်။နောက်တစ်နေ့ကကြတော့ဘာဘောဟာတထေးက9ယောက်ရှိမယ်။လာစာက12000နိုင်ကလေးရှိတယ်မနာဘူးဆိုအတက900ရမှာဖြစ်ပါတယ်။နောက်တစ်နေ့ကကြတော့ရှင်းမိုင်အဲ့ဒါကြတော့နေဘက်မှာသွားနိုင်တဲ့အတူတူပဲစစ်ပြီးတယ်ပေါ့နော်။လာစာက12000နိုင်ကလေးရှိတယ်မနာဘူးဆိုအတက900ရမှာဖြစ်ပါရှင့်။အလုံးနေရာကတော့ရှင်းမိုင်ဘက်မှာဖြစ်ပါတယ်။နောက်တစ်နေ့ကကတော့ကူတစ်ဂီတာလာစာ12000ပေးတဲ့တထေး2ယောက်ရှိတယ်တထေးမှာကြတော့အကူလို့တမတယောက်ရှိတယ်ပေါ့နော်။နိုင်ကလေးရှိတယ်နောက်ဆိုတက900ရမှာဖြစ်တယ်နောက်တစ်နေ့ကကြတော့မင်ဘူလီဘက်မှာဖြစ်ပါရှင်เนาะအဲ့ဒါကြတော့အသွားပြအလုပ်ဖြစ်တယ်အလုပ်ဝတ်ချိန်ကမနေ့8နိုင်ကနေညနေ6နိုင်ထိဖြစ်တယ်လက်စာက1000ခွဲနိုင်ကလေးရှိတယ်မနာဘူးဆိုတက900ရမှာဖြစ်ပါရှင်အလုံးနေရာကတော့မင်ဘူလီဘက်မှာဖြစ်ပါတယ်နောက်တစ်နေ့ကကြတော့ဝါရှာလာဖုံအလုပ်လက်စာ14000တတိနေ့ရောက်ခွေးက6ခေါက်နိုင်ကလေးရှိတယ်မနာဘူးဆိုတက900ရမှာဖြစ်ပါရှင်နောက်တစ်နေ့ကကြတော့အလုံးနေရာကတော့ဖစ်ဘူလီဘက်မှာဖြစ်ပါရှင်เนาะအဲ့ဒါကြတော့အလုံးနဲ့ကြောင်ကြည့်ရမှာဖြစ်ပါရှင်အဲ့ဒါကတော့ကြောင်ချစ်တဲ့သူအတွက်ပဲစီပြေတယ်ပေါ့နော်ကြောင်ကြည့်ရမှာဖြစ်ပါတယ်လာစာက14000ပေးပါရှင်เนาะတတိယကတော့2ယောက်ပဲရှိပါတယ်တတိယမှာကြတော့အကူအလုံးတမတယောက်ရှိနေပြီပေါ့နော်နောက်တစ်ခုကတော့ကြောင်တွေအများကြီးရှိတာဖြစ်တဲ့အတွက်နော်ကြောင်ချစ်တဲ့သူအတွက်ပဲစီပြေပါရှင်เนาะနောက်တစ်နေ့ကကြတော့နောက်တစ်နေ့ကကြတော့ကာဘက်မှာဖြစ်ပါရှင်ဘယ်နာမှာမသိတော့တို့ရေးတာကတော့ကာဘက်မှာဖြစ်ပါရှင်เนาะအဲ့ဒါကြတော့ခလေးထိတ်တဲ့အလုပ်ဖြစ်ပါရှင်เนาะလာစာက13000ကနေ14000ပေးတယ်တထေးက4ယောက်ရှိတယ်တထေးက4ယောက်ရှိမယ်ခလေးက2ယောက်ရှိတယ်ပေါ့နော်ခလေးက4နှစ်အရွယ်တယောက်ရှိမယ်6နှစ်အရွယ်တယောက်ရှိပါရှင်လာစာက13000ကနေ14000ပေးပါရှင်နောက်တစ်နေ့ကကြတော့အယူထရာတထေး2ယောက်ရှိမယ်အဲ့ဒါကြတော့လူများတွဲခေါ်တဲ့ရှင်ပေါ့နော်sorryတဖြည်းဖြည်းရှိအောင်မဟုတ်နော်လူများတော့ခေါ်ပါရရှင်နော်အဲ့ဒါကျတော့ဘာတွေလောက်ရလဲဆိုတော့မီးဘူးကြောင်ပေါ့နော်မီးဘူးကြောင်မှာအခုလောက်ရမှာဖြစ်ပါရှင်နော်လူများတော့ခေါ်တယ်တိတ်လာကို12000ပေးတယ်ထမင်းဘူးကတော့တရက်ကို50ပေးသူတို့အခက်ပေးတယ်ပေါ့ကိုစားထမင်းဘူးကတရက်ကို50ပေးပါရှင်နော်အဲ့ဒါကျတော့လူများတော့ခေါ်တာဖြစ်ပါရှင်နော်ကဲလူများတွဲစိတ်ဝင်စားတဲ့သူရှိတယ်ဆိုရင်ဤတို့ရုံမှာလာစမလို့ရပါရှင်